အားလုံးပဲမင်္ဂလာပါရှင်ကျမက Hitchet Diary Page မှာမိဖြစ်ပါတယ်ရှင်ကျမဒီနေ့မျှဝေပေးချင်တာကတော့ချမောင်ဟင်းလေးကိုအချိုချက်နည်းလေးပါရှင်ကြည့်လိုက်ကြရအောင်နော်အရင်ဆုံးအိုးလေးကိုပူပေးပြီးချမောင်ရွက်ကလေးရဲ့စနွေးမှုန်လေးရဲ့ချက်သွန်ဖြူချက်သွန်နည်းလေးရဲ့ထည့်ပြီးတော့ဖြည်းဖြည်းချင်းလုံးပါမယ်ရှင်ဖြည်းဖြည်းချင်းမီးအေးအေးလေးနဲ့လုံးပေးပါနော်ပြီးရင်ရေလေးထည့်ပေးပါရှင်ရေကိုမိမိအနေတော့ကြိုက်တဲ့လောက်ထည့်လို့ရပါတယ်နော်မိကတော့ချမောင်ရဲ့တစ်စီးပဲသုံးထားတာပါအိမ်မှာဝတ်သားဟင်းလေးချက်တဲ့အတွက်ကြောင့်ဒီအောင်ချမောင်ရဲ့ဟင်းချိုတောက်ကလေးချက်ချင်ပါတယ်အိမ်မှာလည်းကလေးတွေရှိတဲ့အတွက်ကြောင့်ကျမကအဆက်မထည့်ပဲနဲ့အချိုချက်လေးကိုချက်ပြပေးထားပါတယ်ရှင်ကြည့်လိုက်ကြရအောင်နော်ပြုတ်ထားတာလေးကိုချင်းဟင်းနဲ့ခတ်ပြီးတော့ထည့်လိုက်ပါမယ်ငါပြုတ်လေးကတော့ဘယ်လိုလုပ်လဲဆိုရင်တော့မေးတစ်ပတ်တစ်ခါစီးသွားတိုင်းငါလေးကိုတသက်ဖယ်ပြီးပြုတ်ထားပါတယ်ပြီးရင်ဟင်းခတ်တီလေးကိုမေကထည့်ပါတယ်ပြီးရင်မြစ်လေးထည့်လိုက်ပါမယ်နော်ပြီးရင်လိုအပ်တဲ့အချို့မုံစားလေးထည့်ပြီးွားရင်ပုပ်ဆူလာတဲ့အထိတည်ပေးလိုက်ပါတည်ပေးပြီးသွားရင်တော့အနက်ရတာနဲ့ပြည့်စုံတဲ့ချမောင်ဟင်းချိုခွက်လေးတစ်ခွက်ရပါပြီရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်